မင်းတို့အလုပ်ကလွယ်လွယ်လေးပါကွာလို့ပြောတဲ့မိတ်ဆွေဟုတ်ကဲ့ကျွန်တော်တို့အလုပ်ကိုကျွန်တော်တို့လွယ်လွယ်ကူကူလေးလုပ်နိုင်ပါတယ်အဲ့လိုလွယ်ကူတယ်ဆိုတာလေကျွန်တော်တို့တက်ပါပဲလူကြီးမင်းလုပ်ရင်တော့လွယ်ကူမှာမဟုတ်တာသိကြပါတယ်ဒီလိုလွယ်လွယ်ကူကူလုပ်နိုင်မှုလုပ်ငန်းကျွမ်းကျင်မှုလည်းလိုအပ်ပါတယ်ကျွန်တော်တို့လိုလုပ်ငန်းလုပ်နေတဲ့သူတွေကြားမှာတော့လက်ရာတည်တတ်မှုနဲ့ကြာရှည်ခိုင်ခံ့မှုကွာခြားကြပါတယ်တည်တည်ချာချာကြည့်ပါတည်တည်ချာချာလေ့လာပါအလုံးအတဲ့လှုပ်ချင်တိုင်းကိုကျွန်တော်တို့အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်သူမစီကချစ်တွေကိုပေးသလောက်ပြန်ပေးရခဲ့ပေမဲ့ဝန်ဆောင်မှုပေးတဲ့ခါတိုင်းမှာတော့လှုပ်ရှင်တွေစီကစိတ်တည်နှက်မှုကိုပေးတာခက်ပို့ပြီးရနေပါတယ်ဒါကြောင့်လူကြီးမင်းတို့စိတ်တည်နှက်မှုရစေဖို့ကျွန်တော်တို့ကိုဆက်သွယ်လုပ်အပ်နိုင်ပါတယ်လို့ပြောလိုက်ပါတယ်ခင်ဗျာ